တင်ကြံအတက်နေကုံဆုံးသွားပြီးနော်တမျိုးလုံး tip စိတ်သွားပါပြီယုံဖေဖေယုံမေမေနဲ့တားငယ်နှစ်ယောက်ဖြစ်တဲ့ဖိုးဖြူနဲ့ဖိုးနီတို့ဟာယောကနေအိမ်ကိုပြန်လာကြပါ၏လမ်းကြီးရှုံမှာတင်ကြံတုံးကပြိုခဲ့ကြတဲ့အကျွန်းအကြံအမိုက်တဲ့ရိုက်တွေနဲ့ရေစိုးနေရဲ့ပလတ်စတစ်ဘူးကွန်တွေကိုတွေ့ရတာပေါ့ဖေဖေပွဲလဲပြီးပြီပဲဒေါ်တွေကဒီအတိုင်းထားခဲ့လေရတာပဲမဟုတ်လားလို့လူလဲလေးဖိုးနီကမေးပါတယ်ယုံဖေဖေကပြုံးပြီးဒါပျော်တာကတော့အားလုံးပျော်ကြတာပဲဒါပေမဲ့ကိုဖန်တီးတဲ့နောက်ဆက်တွဲဒုက္ခတွေကိုတော့ကိုယ်တိုင်ပြင်သိမ်းစေမှတာဝန်ယူတတ်တဲ့ယုံကောင်းလေးတွေဖြစ်မှာပေါ့လို့ဆုံးမလိုက်ပါတယ်ယုံမိသားစုဟာလမ်းမှာတွေ့တဲ့အမိုက်တွေကိုအိတ်ထဲထိတ်လင်းတန်ရှင်းရေးလွတ်လာကြပါတယ်အဒီအချိန်မှာလမ်းဘေးကရွှံ့နွံတွေကြားထဲမှာထူးဆန်းတဲ့မှော့ကြောက်ခဲကြလုံးကိုတွေ့လိုက်ရပါတယ်အဒီကြောက်ခဲကစကားပြောနိုင်ပါတယ်ရှင်ဟဲ့ယုံကလေးတို့ငါကတော့ဒီလမ်းမှာတင်ကျန်၄ရက်လုံးပြစ်ပယ်ချင်းခံထားရတဲ့ကြောက်ခဲပါမင်းတို့ထဲကဘသူကငါ့ကိုအတန်ဆုံးဆေးကြောပေးနိုင်မလဲအဲ့ဒီလိုဆေးကြောပေးနိုင်တဲ့သူကိုငါရဲ့မှုစွမ်းအားနဲ့ဆုလောက်တစ်ခုပေးမယ်လို့ပြောလိုက်ပါဖိုးနီကလွေတာပေါ့ဆိုပြီးကြောက်ခဲကိုရေနဲ့လောင်းချလိုက်ပါတယ်ဒါပေမဲ့ကြောက်ခဲကမပြောင်းစင်းပါဘူးဖိုးဖြူကတော့ကြောက်ခဲကိုလက်ဝါးတဲ့ထိတ်အဝိလေးနဲ့အတအရာပုတ်ပြီးကြောက်ခဲလေးတနာပါတယ်။နှွေနေထဲမှာနေရတာပင်မန်းမှာပဲလို့စာနာစိတ်နဲ့တီချတိုက်ချွတ်ပေးလိုက်ပါတယ်။ကြောက်ခဲလေးဟာရွှေရောင်ဝင်းကနေတောက်ပါသွားပြီးလှပတဲ့မှော်ပတများတစ်လုံးဖြစ်သွားပါတော့တယ်။ဖိုးပြူမင်းကကြောက်ခဲကိုရေနဲ့ပဲဆေးတာမဟုတ်ပဲမင်းရဲ့စေတနာနဲ့ဆေးကြောပေးကြတာပဲ။ဒါကြောင့်မင်းကိုငါပေးမယ်စုကတော့ပစ္စည်းအစာမဟုတ်ဘူး။မင်းဘဝတစ်လျှောက်လုံးဘလို့အခက်ခဲပဲကြုံအေးချမ်းစီမဲ့စိတ်နှလုံးကိုငါစုပေးလိုက်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးဖိုးပြူဟာဘလောက်ပဲပူပြင်းတဲ့နှွေရသည်ရောက်ဘလောက်ပဲခက်ခဲတဲ့အလုပ်လုပ်ရသူ့ရဲ့စိတ်ထဲမှာတင်ကြံရီပိတ်ခံရတယ်လို့အမြဲတမ်းအေးမြနေပါတော့တယ်။ဖိုးနေလည်းသူ့အကိုကိုကြည့်ပြီးတာဝန်ယူတတ်ခြင်းနဲ့စေတနာထားခြင်းရဲ့အကျိုးကျေးဇူးကိုနားလေသွားပါတော့တယ်။ယုံမိသားစုလေးရောက်တန်ရှင်းသွားတဲ့လမ်းမကြီးအတိုင်းအင်ကိုအေးချမ်းပြန်လာခဲ့ကြပါတယ်။တုံမီလေးကပေးခြင်းတဲ့သင်ခန်းစာကတော့တာဝန်ယူမှုမိမိတို့ပျော်ရွှင်ခဲ့တဲ့ပွဲလန်းသဘင်တွေပြီးဆုံးသွားတဲ့အခါပျော်ရွှင်ဖို့ပဲမစင်စားသင့်ပါဘူး။မိမိတို့ကြောင့်ဖြစ်ပေါ်လာတဲ့အမိုက်တရိုက်တွေနဲ့နောက်ဆက်တွဲပြဿနာတွေကိုကိုယ်တိုင်တာဝန်ယူသိသိတတ်တဲ့အကျင့်ကောင်းရှိရပါမယ်။စေတနာအလုပ်တစ်ခုကိုလုပ်တဲ့အခါပြီးရောဆိုတဲ့စိတ်နဲ့မလုပ်သင့်ပါဘူး။ဖိုးဖြူလှုပ်ဆောင်ခဲ့သလိုတစ်ဖက်သားပေါ်စာနာစိတ်စေတနာစိတ်အပြည့်နဲ့လှုပ်ဆောင်ခြင်းကသာမိမိရဲ့အတွက်ရောသူတစ်ပါးအတွက်ပါအကောင်းဆုံးသောရလဒ်နဲ့ထူးခြားတဲ့ဆုလောက်တွေကိုရရှိစေနိုင်ပါတယ်။အတွင်းစိတ်အေးချမ်းမှုစိတ်မှန်နဲ့အေးမြင်မှုဆိုတာအပြင်းပန်းကရေပတ်ခံရယုံနဲ့မရနိုင်ပါဘူး။မိမိရဲ့စိတ်ထားဖြူစင်မှုစေတနာထားမှုနဲ့တာဝန်သိမှုတွေကသာဘယ်လိုအခက်အခဲမျိုးမှဆိုစိတ်နှလုံးကိုအမြဲအေးမြင်နေစေမှာဖြစ်ပါတယ်။